လူတွေကမေးကြဘာလို့ဒီလောက်ပင်ပန်းပြီးအန်နေများတဲ့မြင့်ဆုံးတောင်တွေစီအတင်းသက်ရှင်နေရတယ်လဲဆိုပြီးတော့မင်္ဂလာပါကျွန်တော်ကတော့သူရပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ပင်လောင်မျိုးရဲ့သင်္ကေတနေရာတစ်ခုဖြစ်ပြီးတော့မြစ်ပင်9000ကျော်ရှိတဲ့မောင်းတောင်ဆိုတဲ့နေရာလေးကိုတွားရောက်လေပေါ့မှာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ခန္ဓာကိုယ်ရဲ့ပုံမှန်လုံနိုင်စွမ်းတဲ့ပို့ပြီးတော့မှခွန်အား3ရက်မှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့တောင်ရှည်ကနေတောင်ထိပ်အထိကျွန်တော်ခြေချင်းတက်သွားမှာမလို့ပါဒါမှပဲကျွန်တော်လာပတဲ့တိမ်တိုက်တွေရှုပ်ခင်းတွေကိုမျက်စိတစ်စုံကြည့်ရှုနိုင်မှာဖြစ်ပါတယ်ကျွန်တော်အောက်ဖက်လမ်းလည်းရှိရတော့ဒီတောင်တက်လမ်းမှာဘယ်လိုခက်ခဲတွေရှိမလဲတောင်ပေါ်ရှုပ်ခင်းနေရတော့ဘယ်လိုမျိုးရှိမလဲဆိုတာတော့ဒီဗီဒီယိုမှာပဲအားလုံးဆက်လက်ပြီးတော့မှကြည့်ရှုပေးကြပါလို့ပြောချင်ပါတယ်တော့ကျွန်တော်တို့ကိတ်ပေါ့နော်ကိတ်နာရောက်ပါပြီဒီကိတ်နာရောက်လို့ရှိရင်တော့ကျွန်တော်ဖက်လိုင်းနေတက်ရမှာနော်ဒီဖက်လိုင်းကနေကျွန်တော်တို့တနာရီဝန်းကျင်လောက်တက်လို့ရှိရင်တော့ရောက်ပါတယ်မိုးရွာလို့ရှိရင်တော့နည်းနည်းလမ်းနေပါပြီရှော့တတိထားဖို့တော့ဒီဘောဖနက်ဒီနည်းနည်းပွင့်ပါတယ်ဖနက်တွေဝတ်လာလို့ရှိရင်ကိုစင်ပြေတို့စပြီးတော့တက်နေပေါ့နော်မိုးကတော့ဟိုတဲနေပါတော့နော်ဘယ်လိုဆိုရင်နေထားရတော့ရတဲ့ဒီတော့ဤတော့ပလဲthứမဘာကြီးဆရာ감사합니다.ကျွန်တော်တို့အခုကတော့ကျွန်တော်ဒီမောင်းတောင်ဆက်တဲ့လမ်းမှာရောက်နေပြီပဲဖြစ်ပါတယ်ကျွန်တော်အားလုံးပဲလိုက်ပါကြည့်ချူစီမျောခန်းစားပေးပါလို့ကျွန်တော်တို့ဒီဗီယက်နမ်နဲ့အမေရိကန်စစ်ပွဲထဲရောက်နေတယ်လို့ပါပဲခင်ဗျာကျွန်တော်တို့မောင်းတောင်ခီးကျင်မှာကျွန်တော်ရဲဘော်တယောက်လည်းပါလာပါတယ်ဒါကကျွန်တော်တို့ဗီယက်နမ်ပြန်ပေါ့နော်ဗီယက်နမ်စစ်ပြန်ရဲခနဲ့ရဲဘော်ခနဲ့အစဘောဖနဲ့တွေပါလေဝိုင်းပါတယ်ဖနဲ့တွေစီးလာတော့ကျွန်တော် recommend ပေးပါတယ်ဒီစံကတော့ရောက်ခဏလေးဖြစ်ပါတယ်ခင်ဗျာဒါက3ပုံထဲမှာ4ပုံမှာ1ပုံလောက်ပဲရှိပါသေးတယ်မိုင်ဒိုငါ့ဘာနဲ့ပေါင်းဖြာဟမ်ပေါင်းဖြာပေါင်းလေမောင်းဖြာ哦ဒိုတော့ကောင်းတော့မောင်းနော်ဖြာHello what's up guys Hello what's up guys မရဲ့အယူဒီတော့တော့ကျွန်တော်တို့ဒီနောက်မှာဒီဘက်ကကျွန်တော်တို့မောင်းရွာဆိုတာဘာလားမသိဘူးအောက်မှာရှိပါတယ် straight I'm straight ရှင်းနေဘလို့လဲရအောင်မောတယ်ရတာရေးတယ်မရရောမောတယ်မောတဲ့လူမရှိဘူးစခန်းရင်မချတော့လားဘုကြီးအဘကြီးပြစခန်းတော့ခဏလေးဒီမှာချအောင်ရတယ်အနားယူရှေ့ရောက်ဒါပါခေါင်းကြီးတော့
三十个人对包下来喏，觉得。哦，个哪有？Come on yeah。啊，ကျွန်တော်တို့လေးပုံတစ်ပုံလောက်ပဲရှိပါသေးတယ်ကျွန်တော်မောင်းတောင်ရဲ့လေးပုံလောက်ပဲရှိပါသေးတယ်ပြီးတော့လို့ချင်းကျွန်တော်တို့ဒီဖက်ဆက်ပြီးတော့သွားရမှာဖြစ်ပါတယ်ရှင်းနေဘလို့လဲရအောင် တော့မောပါလေစခန်းချမရတော့မယ်ဒီနေ့အားဖြည့်ရွှေဖြည့်လိုက်မယ်လေတော့မတော့တည် ရှင်းနေဘလို့တော့စောင်းမ တော့ချက်3ပုံကြံပါဒီ ဟုတ်ကဲ့နောက်မှကြည့် ဒါကတော့ဒီလောကာဖြစ်ပါတယ် နောက်ပါဒီအတိုင်း ကျွန်တော်တို့ ဆက်ပြီးတော့ တက်နေပဲဖြစ်ပါတယ်နော်မြောက်သေးဘူးပေါ့နော်အဝေးရှိပါသေးတယ်ကျွန်တော် တန်တော်ရောက်ရှိလို့လာပါပြီတော့ ဒါတော့ဂျိုကာဆိုင်ကစပင်းညဆိုင်ရပါတော့စန်တာဆရာဖြစ်ပါတယ် စန်တာဆရာကမှရီယိုတာရတာစင်ပြီတော့တောင်ထိပ်ပေါ်မှာတော့တာမှာဖြစ်ပါလေ โอ้ကျွန်တော်တို့မြစ်ပေတော့မြစ်နေပြီဖြစ်ပါတယ်ဒီရှင်နေတော့ကျွန်တော်တို့ခုရောက်တော့မယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့မောင်းတောင်ကကျွန်တော်အရန်ရှည်ပေါ့နော်သွားရင်သွားတလောက်ရှိတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ဒီဟာလို့သေးတယ်ကတော့မပြောနိုင်တော့တောင်တဲ့ရကြိုက်ရလူတွေတွေ့တော့ဒီတောင်ကတော့ recommend ပေးတယ်နေတော့တနိုင်ဝင်ကြလောက်တော့သွားရတယ်ဗျာအမှန်တပည့်ချင်းနေဖြစ်ပါတယ်ဒါတွေကမခူးရသေးဘူးနော်ဘယ်အနုလေးတွေတွေ့နေရတယ်ကြည့်အောင်နို့နေပါပြီတော့ တရားကြော်ပြီးတော့လို့ရှိရင်ဒီရှေ့မှာရှိတဲ့တောင်ကနည်းနည်းတော့မဆောက်တယ်ပေါ့နော်ပြီးတော့ချိုးနေကြတယ်လမ်းကလည်းသိမကောင်းဘူးဆိုတော့ဗတိထားပြီးသွားဖို့နောက်ကျမကောင်းဘူးဟုတ် โอ้ကျုံမြူတွေတကယ်ပဲဗျာပုံမှန်ဆိုဒီနေရာဆိုရင်တော်တော်မြင့်နေပြန်ဟောကဒီ view တွေတော်တော်ကြီးလို့ကောင်းနေတယ်ဟိုကကြောက်တော့ကျွန်တော်ဒီဘိုးဝင်နဲ့ပိတ်မမြင်လို့ဘာမှမမြင်ရဘူးနော်မဒီရမှာဆက်ပြီးဆွဲလို့ကောင်းအောင်ရအောင်ဟိုမှာတန်းနေရဒီကနေဒါတော့ဒီကတော့6ဖြစ်ပါတယ်ဟမ် ဒီပဲလာနဲ့ ဒီပဲ ဆက်ပေါ်ရင်ခုံရတယ်ဟုတ်တယ် ဆိုလဲတော့ရင်ဟို record လို့မရဘူးเนาะอย่าชอเล่เนาะชอเล่อย่างบ่
ဒီနေရာရောက်လို့ရှိရင်တော့ကျွန်တော်အောက်ဖက်လမ်းကနေသွားလို့ရပါတယ်ဒီဖက်လမ်းကနေတက်ရှိတယ်တက်လို့ရတယ်နည်းတော့ reach များတယ်ရှင်းမတောင်းရဲပြီးတော့မဆောက်ပါပဲကျွန်တော်အထိတ်ကိုတက်ရမှာဖြစ်ပါတယ်ကျွန်တော်အောက်ဖက်လမ်းလည်းရှိရနော်အောက်ဖက်လမ်းသွားလို့ရတယ် တော့ပြန်ပြေးတော့တော့ဆောင်းလာတယ်တော့ adventure land ဖြစ်ပါတယ်ဒီထဲကတော့ဘာမှရှိတော့မိုးတိမ်ပဲရှိတော့ဘယ်လောက်ဒီမှာဆောက်လဲတော့ပုတ်ပြလိုက် Oh my god! Oh my god! Đây đấy bốn người nhá. Ồ. Không chết đâu. We made it. Here we are at the top of the mountain. Cái này nó rất là cái đó. Nó sẽ rồi nhau. Giao xí bảo đi. အဲ့တော့ထိတ်တနေရပဲရှိသေးတယ်ဗောနော်ဒီတောင်ဘက်ဆက်သွားလို့ရှိရင်အများရှိသေးတယ်ဒီဟာစီတီဗောနော်ဆက်သွားလို့ရှိရင်တော့နည်းနည်းလေးမမြင့်တော့ဘူးကွာโอ้ไม่တော့ဖိုင်ပါစေโอ้ဖိုင်ပါဒီကရာနော်โอ้ยဒီရလို့တော့ ဆိုတော့ကျွန်တော်ဒီမောင်းတောင်ရောက်မောင်းတောင်တော့ရောက်လာတော့ကြာတယ်ဒါလည်းပုံလေးနိုင်လာရိုက်ကြတဲ့နေရာရှင်းနေရှင်းနေရှင်းနေ 哎呀妈，现在ရှင်းနေတော့ဘိုက်တာစာနေတယ်စနေလေးဆက်လို့ရှိရင်လောက်တော့မလဲပိုက်တော့ဒါကျွန်တော်တို့ဒီနားနေတဲ့နေရာကနေပြီးတော့တောင်ဘက်ဆက်သွားလို့ရှိရင်ရှိသေးတယ်ဗောနော်ဒါဒီနေရာပို့ပြီးတော့မြင့်တယ်အပေါ်မှာစေတီတဆူထက်ရှိသေးတယ်ဗောနော်ဒီနေရာတော့ပို့ပြီးတော့မြင့်လေးပို့ပြီးတော့တိုက်ရတယ်ဗောနော်မောင်းတာလာရင်မဖြစ်မနေဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးကျွန်တော်ပြောပြရဖြစ်ပါတယ်ဒီနောက်ကဒီထိတ်ဖျားလေးမှာပေါ့နော်အန်ဒီကတော့နည်းနည်းများပြီမဲ့လေဒီဘယ်လိုဒီနေပူတဲ့အချိန်နဲ့ဆိုလို့ရှိရင်ဒီနေရာမှာဓာတ်ပုံရိုက်တော့အရင်မိုက်ပါတယ်ကျွန်တော်ပြောပြပါမယ်ဒီမှာတော့6ပုံကမှသတိထားရအောင်သွားရမှာနော်ဟိုမပြောင်းနော်နေတော့ကြောက်ဖို့ကောင်း
တရားအားနဲ့တဲ့